แต่น่ะสตอนี่อยู่มาตลาดกูเต็งต้องอย่าโจซาเนี่ย challenge day 90ทีนี้ดอที่ challenge ก็ทราบ19ရက်တွင်ကျွန်တော်မှာအကြီးမားဆုံးပြောင်းလဲသွားတဲ့ຢာတစ်ခုကိုပြောချင်တယ်။အရင်တော့ဆိုရင်တော့ကျွန်တော်ကကိုယ့်လောက်ကိုပဲလောက်တယ်။ဒီနေ့ပြီးဒီနေ့အလောက်တွေပြီးသွားရင်ပြီးသွားတာပဲ။ဒီနေ့ငါဘာလောက်ခဲ့တာလဲ။ဘာမှခဲ့တာလဲ။ဘာတွေတိုးတက်ပြောင်းလဲလာလဲ။အဲ့ဒီလိုပြန်ပြီးတော့စဉ်းစားမိတာနဲတယ်။ဒါပေမဲ့ဒီ challenge ကစပြီးနေ့တိုင်း challenge ဝီဒီယိုတစ်ပုံးနေနဲ့ရိုက်ရတယ်။နေ့တိုင်းကင်မရာရှေ့မှာထိုင်ပြီးဒီနေ့ဘာလောက်ခဲ့တာလဲ။ဘာဖြစ်ခဲ့တာလဲဘာတွေတင်ယူခဲ့တာလဲအဲ့ဓာတွေကိုပြန်တွေးပြီးမှသာပြောရတယ်အဲ့ဒီလိုလုပ်ရင်ကျွန်တော်သတိထားမိတာတခုတော့ရှိတယ်ဒီ challenge ကကွန်းသက်ရိုက်ဖို့ထက်ကိုပြန်သုံးတက်တဲ့လေးကြီးတစ်ခုဖြစ်လာခဲ့တယ်ဒီနေ့ပြီးသွားတဲ့ခါတိုင်းမှာဒီနေ့9ရက်ချိန်ကိုတန်ဖိုးရှိနဲ့3ရက်လားဒီနေ့9ရက်ဆုံးဖြတ်ချက်ကမှန်ကန်ရက်လားမနေ့ဖန်ဘာတွေများပြင်ဆင်ရမလဲဆိုတာကိုအလိုလိုစဉ်းစားဖြစ်လာတယ်ပြောရမယ်ဆိုရင်တော့ရခင်ကရက်တွေကသာမြန်တော့ကုန်သွားတယ်ဒါပေမဲ့အခုတော့နေ့တစ်နေ့ကိုအသိပဲရှိလာအောင်နေဖို့ပိုကြိုးစားဖြစ်တယ်ဒါကြောင့်ဒီ challenge က300ပြည့်ဖို့တော့ပဲမဟုတ်တော့ဘူးနေတိုင်းကိုနည်းနည်းစီပိုကောင်းလာအောင်လုပ်နေတဲ့ journey တစ်ခုလိုမျိုးပုံစံဖြစ်နေပါပြီလာကောင်ရောက်တဲ့ချိန်မှာဒီတက်ကက်ကပြည်တာမပြည်တာဆိုတာထက်ဒီ challenge ကြောင့်ကျွန်တော်ဘယ်လောက်ထိပြောင်းလဲသွားမလဲဆိုတာကိုပြင်ပြီးတော့ကြည့်ရှင်တယ်ကျွန်တော်တော့ထပ်မြအောင်ပါ challenge day 20မှာပြင်ပြီးတော့တွေးကြပါမယ်